နန်းရတီဟာမန္တလေးကပိုးထည်ဆိုင်ပိုင်ရှင်သမီးအသက်24စကားနဲတယ်အေးဆေးတယ်အဖေဆုံးသွားတော့အမေနဲ့2ယောက်တည်းဆိုင်ကိုဦးစီးနေရတယ်သူနဲ့စတွေ့တာကတကြံကြိုနေ့ဆိုင်ရှိမှာထိဖြူထိနဲ့ဈေးတယ်တွေရှုပ်နေတော့ကလေးတယောက်ကားလမ်းထဲပြေးဝင်သွားတယ်နန်းရတီអော်လိုက်ချိန်မှာပဲလူတယောက်ကပြေးပြီးကလေးကိုဆွဲဖက်လိုက်တယ်ကားဘရိတ်တန်ကနားကွဲမတက်အဲ့ဒီလူကကိုတီဟနေဆက်မှာတာဝန်ကျနေတဲ့ဘိုးကြီးခွင်းနဲ့ပြန်လာတာအသားညိုညိုပခုံးကြဲကြဲမျက်လုံးဆူဆူနဲ့ဒါပေမဲ့ကလေးကိုကြည့်တဲ့အကြည့်ကနူးညံ့နေတယ်အမလေးကျေးဇူးတင်လိုက်တာမောင်လေးကလေးမေကငိုပြီးကျေးဇူးတင်တယ်ကိုတီဟကပြုံးပြီးခေါင်းမဲခါတယ်သူ့လက်မောင်းမှာသွေးစတချို့ပေးနေတယ်ကားချစ်မိတာနန်းရတီဆိုင်ထဲကဆေးတစ်တာပြေးယူပြီးဒဏ်ရာဆေးထည့်ပေးတယ်ဘိုးကြီးနည်းနည်းလေးဆက်မယ်ရပါတယ်ဆရာမလေးဒီထက်နာတာတွေတောင်ခံနိုင်သားပဲသူ့စကားကတူတယ်ပြက်တယ်အဲ့ဒီနေ့ကစပြီးကိုတီဟဆိုင်ကိုခဏခဏရောက်လာတယ်ပိုးထည်မဝယ်ဘူးလက်ဖက်ရည်ဆိုင်ကမုတ်တီလာပို့ပေးတယ်နန်းရတီအမေခြေထောက်နာရင်ဆေးဝယ်ပေးတယ်မိုးရွာရင်ဆိုင်တကားပိတ်ဖို့လာကူတယ်ဘိုးကြီးရှင်ပါလို့ကျမတို့ကိုဒီလောက်ကြယူးဆိုင်နေတာလဲတနေ့နန်းရတီမနေနိုင်ပဲမေးမိတယ်ကိုတီဟခဏငြိမ်သွားတယ်ပြီးမှကျွန်တော်တာဝန်ကျတဲ့ရွာမှာအပြိုကြီးတယောက်ရှိတယ်စစ်ပြေးတွေကိုထမင်းကျွေးရင်းကြည်ထိသွားတာမသေးခင်ငါညီမလေးကိုစောက်ရှောက်ပေးပါလို့မှာသွားတယ်ခမည်းကသူ့ညီမလေးနဲ့ခက်ဆင်ဆင်တူလို့နန်းရတီရင်ထဲလိုက်သွားတယ်သူညီမလေးအဖြစ်သဘောထားတာကိုတကြံပြီးတော့ကိုတီဟတက်ထဲပြန်ရတော့မယ်နန်းရတီခမည်းကိုတခုတောင်းဆိုခြင်းနဲ့သူမသွားခင်ညဆိုင်ရှိမှရက်ပြောတယ်ပြောပါဘိုးကြီးကျွန်တော်ပြန်လာတဲ့အထိကိုဂယူးဆိုင်ပါခမည်းတခုခုဖြစ်ရင်ကျွန်တော်တာဝန်မကျေတယ်လို့ခံစားရလိမ့်မယ်နန်းရတီရင်မိတယ်ကျမကလေးမဟုတ်တာမဟုတ်ဘူးခမည်းကကျွန်တော်အတွက်ကာကွယ်ပေးခြင်းတဲ့လူတစ်ယောက်ပဲသူ့မျက်လုံးတွေကယူသားလွန်းတယ်အဲ့ဒီနေ့ကစပြီးစာရီရောက်လာတဲ့နေဆက်ကစာရီဒီနေ့မိုးရွာတယ်ခမည်းအေးမိမယ်ထင်တယ်ဒီကကျယ်ရီလှတယ်ခမည်းကြည့်စေချင်တယ်စာတိုင်းမှာသူ့ကလေးတစ်ခုပါလာတယ်ကျွန်တော်ပြန်လာမယ်6လအကြာသူတကယ်ပြန်လာတယ်ဒီတစ်ခါလက်ဆောင်နဲ့တောင်တန်းကခူးလာတဲ့တောပန်း6လေးဘိုလ်ချုပ်ကြီးတောင်မရဘူးတဲ့ပန်းပဲမင်းအတွက်တီးတန့်ခူးလာတာနန်းရတီပထမဆုံးကြည်နူးလို့မျက်ရည်ဝဲတယ်ယောက်ျားတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုဦးစားပေးတယ်ဆိုတာဒီလိုကိုသူခွင့်ရတဲ့ရက်တွေမှာနန်းရတီကိုဥပိန်တရားလိုက်ပို့တယ်နန်းရတီခြေထောက်နာရင်ကြောပိုးခေါ်တယ်ယောက်ျားပိတာတယ်ဆိုတာမိန်းမတစ်ယောက်ကိုမငိုစေရဘူးတဲ့ငါအဖေတင်ပေးခဲ့တဲ့စကားလို့ပြောတယ်တနှစ်အကြာစစ်စင်ရေးတစ်ခုကိုတီဟရှေ့တန်းထွက်ရမယ်နန်းရတီဒီတစ်ခါကြာမယ်တနှစ်လောက်ကြာမယ်ငါ့ကိုစောင့်နိုင်မလားနန်းရတီခေါင်းညိတ်တယ်ရှင်ဂရိတီတဲ့သူဆိုတာကျမသိတယ်သူနန်းရတီလက်ကိုစုပ်တယ်ငါဂတိပေးတယ်ငါမသေးဘူးမင်းစီပြန်လာမယ်မင်းကိုလက်ထပ်မယ်အဲ့ဒါပထမဆုံးအကြိမ်သူမင်းလို့သုံးတာနန်းရတီရင်ခုန်သွားတယ်ဒါပေမဲ့ကံကြမ္မာကရက်ဆက်တယ်8လအကြာမှာသတင်းဆိုးကြရတယ်ကိုတီဟာတို့တက်ရင်မိုင်းဆွဲခံရတယ်အများပြားကြဆုံးတယ်ကိုတီဟာလည်းစရင်ထဲပါတယ်တဲ့နန်းရတီနေရာမှာတဲ့မူးလဲသွားတယ်3ရက်3လေမစားမတောက်ငိုတယ်အမေကသမီးနဲ့မယုံပါနဲ့သူကဂရိတီတဲ့သူဆိုပြန်လာမှာပါလို့နှစ်သိမ့်ပေမဲ့နန်းရတီမယုံနိုင်တော့ဘူးလက်ပညာတိုင်းအိမ်ရှိထွက်ထိုင်ပြီးကောင်းကင်မော်ကြည့်တယ်ကိုတီဟရှင်လိန်နေယောက်ျားပိတာတဲ့ဆိုပြီးမိန်းမတစ်ယောက်ကိုငိုအောင်လုပ်ရတယ်တနှစ်ပြည့်တဲ့နေ့နန်းရတီသူ့စာတွေအားလုံးကိုမိရှို့ပစ်ဖို့လုပ်တယ်အဲ့အချိန်မှာပဲဆိုင်ရှိမှာကားတစ်စီးထိုးရက်လာတယ်ကားပေါ်ကဆင်းလာတဲ့လူကခြေထောက်တစ်ဖက်မရှိတော့ဘူးချိုင်းထောက်နဲ့
မျက်နှာမှာအမာရွတ်တွေဒါပေမဲ့မျက်လုံးတွေကအဲ့ဒီမျက်လုံးတွေပဲနန်းရတီသူ့အတန်ကတုန်နေတယ်နန်းရတီစာတွေလွတ်ချပြီးပြေးဖက်မိတယ်ငိုတယ်ထုတယ်ပြီးတော့ထပ်ဖက်တယ်ရှင်ဘာလို့ဒီလောက်ကြာမှပြန်လာရတာလဲကျမဘလောက်လွမ်းရလဲသိရလားကိုတီဟနန်းရတီကိုနဖူးလေးနန်းနဲ့တောင်းပန်ပါတယ်မိုင်းထိပြီးလေးလသတိလစ်နေတာနိုးလာတော့မင်းစီချက်ချင်းပြန်လာချင်တာဒါပေမဲ့ဒီခြေထောက်နဲ့မင်းကိုဝင်ထုတ်ဝင်ပို့ဖြစ်မှာဆိုလို့တိတ်ဆန်းနန်းရတီသူ့ပါဇက်ကိုလက်နဲ့ပိတ်တယ်ရှင်ကခြေထောက်မရှိလဲရှင်ပဲကျမအတွက်ယောက်ျားပီတာတဲ့သူပဲရှင်မရှိမှကျမဘဝကအတိတ်ပဲမရှိတာကိုတီဟတက်ကထွက်လိုက်တယ်နန်းရတီဆိုင်မှာကူလုပ်ပေးတယ်ခြေထောက်တုနဲ့ပေမဲ့အလုတ်ကြိုးစားတဲ့ဆိုင်ကိုလာစော်ကားတဲ့လူဆိုသူ့တစ်ချက်ကြည့်တာနဲ့ထွက်ပြေးကုန်တယ်နင်ဘိုးကြီးဟောင်းဆိုတာမမေးနဲ့နန်းရတီစနောက်ရင်သူကငါကအခုမင်းရဲ့ကိုရံတော်ပဲလို့ပြန်ပြောတယ်သူတို့လက်ထက်ကြတယ်မင်္ဂလာဆောင်မှာကိုတီဟချိုင်းထောက်နဲ့ပဲမတ်တက်ရက်ပြီးတစ္ဆာဆိုတယ်ကျွန်တော်တီဟဆိုသူသည်နန်းရတီကိုတစ်သက်လုံးကာကွယ်စောင့်ရှောက်ပါမယ်မျက်ရည်မကျစေရပါဘူးလို့ဂတိတစ္ဆာပြုပါတယ်နန်းရတီငိုတယ်ဒါပေမဲ့ဒီတစ်ခါပျော်လို့ငိုတာအိမ်အောင်ကြပြီးတော့ကိုတီဟကနန်းရတီကိုဘရင်မတပါးလို့ဆက်ဆံတယ်မနက်ဆိုလက်ဖက်ရည်ကျန်းလာချပေးတယ်ညနေဆိုင်သိမ်းရင်အိတ်တွေအကုန်တည်ပေးတယ်နန်းရတီနေမကောင်းရင်တညလုံးစောင့်အိတ်တယ်ကိုတီဟရှင်ပင်ပန်းနေပြီနားပါအောင်နန်းရတီပြောရင်သူကမပင်ပန်းပါဘူးမင်းကိုဂယုစိုက်ရတာငါအတွက်တာဝန်ပဲဂုဏ်ယူစရာပဲတဲ့နှစ်အကြာမှသားလေးမွေးတယ်နာမည်ကဖုံးတီဟကိုတီဟကသားကိုပခုံးပေါ်တင်ပြီးသားမိန်းကလေးတစ်ယောက်ကိုချစ်ရင်ဦးစားပေးရတယ်ဂတိတီးရတယ်ဒါမှယောက်ျားပီတာရာလို့တင်ပေးတယ်ညတိုင်းမိသားစု3ယောက်ထမင်းလက်ဆောင်စားကြတယ်ကိုတီဟကနန်းရတီကိုဟင်းအရင်ခတ်ပေးတယ်ဖုံးတီဟလေးကဖေကမေမေကိုအချစ်ဆုံးပဲလို့ပြောပြီးရေတယ်အနှစ်20ကြာပြီးနောက်ကိုတီဟသပင်ဖြူသွားပြီးခြေထောက်တုနဲ့ပေမဲ့နန်းရတီအတွက်ဈေးချင်းတောင်းဆွဲပေးတော့မယ်မြေဦးလေးမွေးတဲ့နေ့နန်းရတီကိုတီဟလက်ကိုစုပ်ကင်ထားတယ်ကိုတီဟကျေးဇူးတင်တယ်ရှင်းကြောင့်ကျမဘဝမှာယောက်ျားပီတာတယ်ဆိုတာဘာလဲသိခဲ့ရတယ်ကိုတီဟပြုံးတယ်သူ့မျက်လုံးထဲမှာအသက်30ကျော်လုံးကအကြည့်မျိုးတွေရှိနေတုံးပဲငါကမင်းကိုပေးခဲ့တဲ့ဂတိမပြတ်သေးဘူးလေမင်းကိုမငိုစေရဘူးဆိုတဲ့ဂတိတကယ်လဲနန်းရတီကိုတီဟနဲ့ရှိတဲ့နှစ်ဆက်လုံးမှာအပျော်နဲ့ပဲငိုခဲ့ရတယ်ဝမ်းနဲ့လို့မငိုခဲ့ရဘူးယောက်ျားပီတာတယ်ဆိုတာလက်ရုံးရည်တင်းတာအတန်ကျဲတာမဟုတ်ဘူးကိုချစ်တဲ့မိန်းမတစ်ယောက်အတွက်တတိုင်းတစ်ခုဖြစ်ပေးနိုင်တာသူ့မျက်ရည်ကိုကိုလက်နဲ့တုပ်ပေးနိုင်တာပေးခဲ့တဲ့ဂတိကိုတည်တည်အထိတည်နိုင်တာကိုတီဟကအဲ့ဒီလိုလူမျိုးတစ္ဆာရှိဂတိတည်ပြီးမိန်းမကိုဦးစားပေးတတ်တဲ့ယောက်ျားပီတာသူဒါကြောင့်နန်းရတီဘဝမှာကြည်နူးရတယ်ငိုရတယ်လွမ်းမောရတယ်နောက်ဆုံးတော့ဘဝအဆုံးပြောရတယ်တကယ်အချစ်စစ်မှာယောက်ျားတစ်ယောက်ရဲ့တာဝန်ယူမှုတစ္ဆာရှိမှုနဲ့ကာကွယ်ပေးမှုကမိန်းမတစ်ယောက်အတွက်အကြီးမားဆုံးလက်ဆောင်ပါပဲ